ကျွန်တော်ဆိုဗမာအင်ကြီးဆိုအမြင်နဲ့ကြည့်တယ်ကျွန်တော်ရင်စီရင်ပုံကလွယ်ကျွန်တော်မိုးတယ်ဝေးရလည်းမကြိုက်တာပေါ့နော်ဆိုတော့ဒါကတော့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကိုမူတည်မယ်နောက်ကိုယ်အကြိုက်ပေါ်လည်းမူတည်တာပေါ့နော်ပိတ်လောင်နေလို့တော့ကျွန်တော်မခံစားရပါဘူးဆိုတော့ကျွန်တော်ဆိုပခုံးရိုးရှိတာပဲကျွန်တော်ပခုံးကြည်ကြည်ကြီးကျွန်တော်ဝတ်လို့ရတာပဲနောက်မှအတွန်းတက်တွေပါဝတ်လို့ရတယ်ကျွန်တော်ဗမာအင်ကြီးဝင်မြဲကြည့်လိုက်ရင်စီရင်ပုံပဲကျွန်တော်ဝတ်တယ်ကျွန်တော်အတွက်ကျွန်တော်ကိုဝတာကိုနှစ်ချိုက်ဝတ်တဲ့အင်ကြီးကောင်ကရင်ပုံတောင်ပုံများသေးတယ်ရှင်ဆိုတော့အဲ့တော့ပြောချင်တာကတော့လူတွေကကိုကြိုက်နေတဲ့ရအောင်ပဲကိုဝတ်ကြတာပေါ့နော်အတူမဝတ်ဖြစ်ဘူးရှင်ကျွန်တော်အတူတအားဝတ်ချင်တဲ့မိန်းမဒါပေမဲ့ကိုစိုက်ကိုကပေါင်ကြီးရယ်ဆိုတဲ့ခေါင်းစဉ်အောင်မှာကျွန်တော်အတူမဝတ်ဖြစ်ဘူးဒါပေမဲ့အခုဒီနှစ်ပိုင်းမှာကျွန်တော်ဂျင်ရအောင်စော့တယ်ပိန်ဝါဆိုကျွန်တော်အတူဝတ်ချင်ဝတ်မှာပေါ့နော်ဒါပေမဲ့ငယ်တော့ကျွန်တော်အတူမဝတ်ခဲ့တဲ့အကြောင်းရင်းကျွန်တော်တအားလိမ်မာလို့မဟုတ်ဘူးကျွန်တော်ပေါင်လုံးကြီးကကြီးလို့ကျွန်တော်အတူမဝတ်ရဲလို့မဝတ်ရတာပေါ့နော်အဲ့လိုဒါကတော့ကိုနဲ့ live ဖက်မယ်ဆိုတဲ့ fashion တစ်ခုကိုရွေးချယ်ပြီးတော့အဲ့ဒါကိုဝတ်တာဒါကတော့မှန်ပါတယ်ကျွန်တော်လည်းအဲ့လိုပါပဲနာမည်ကြီးအနုပညာရှင်တွေရဲ့ဘွဲ့တက် fashion တွေသူတို့သုံးတဲ့အသုံးဆောင် fashion တွေကဘယ်လိုပုံစံလေးတွေဖြစ်မလဲဆိုတာသိရှိနိုင်ဖို့ AFPS ရဲ့ fashion season မှာအပတ်စဉ်ဖော်ပြပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်လူတွေကလေပေါ့နော်သုံးဆွဲတဲ့သူတွေကြီးတဲ့သူတွေကမြင်မာများလာတဲ့ခါကျတသားလေးဖြစ်သွားတာဖြစ်မှာပါ။ဘာလို့ဆိုမြတ်သူက Sherry ကအသက်20အခုဆိုရင်သူ့ရဲ့နှစ်က20ပြည့်ပြီရှင်။ဆိုမြတ်သူကလည်းဒီ fashion model လောကထဲစဝင်တာနဲ့ဒီတေးဆောင်တာ20ရှိပြီဆိုမြတ်သူကအတူတူဝင်လာလို့ပြောလို့ရတယ်။မြတ်သူတို့ new face ဆိုတော့လည်း Sherry ကလည်း new face ပဲပေါ့နော်ဒီ brand စလုပ်တဲ့အချိန်ဆိုတော့အဲ့တော့ show ပွဲတွေမှာလည်းအတူတွဲလျှောက်ပူတာရှိတယ်ပြီးတော့ကိုလည်းဒီလိုမျိုးမင်းသမီးလို့လည်းဒီမှာဒီ Sherry နဲ့ကိုကဓာတ်ပုံတွေရိုက်တာတွေပါများလာတော့မြင်တာများလာတော့ဟိုတသားလေးဖြစ်သွားပြီးတော့ကိုဝေးရင်ပို့ပြီးတော့ကြည်ကောင်းတယ်လို့ထင်သွားကြရတယ်ပါကောင်းပါနိုင်ပါတယ်ရှင်ဟုတ်ကျွန်တော်ကြိုက်တယ်လေကျွန်တော်မြန်မာဝတ်စုံသဘောကျတာကိုဒီဒေးဝတ်တာအောင်ဆိုကျွန်တော်ရဲ့ထားတဲ့ဆန်ထဲမှာသူ့ရဲ့ Sherry ရဲ့ဟိုဟာကအကုန်ပါတယ်ကျွန်တော်ကခြေထောက်ဆိုဘယ်လောက်ရှည်ရမယ်ဆိုတာရှိတယ်ပခုံးဆိုဘယ်လိုရှိရမလဲခါးဆိုဘယ်လိုရှိရမလဲကျွန်တော်ကဟို Sherry မဟုတ်ကျွန်တော်ဗမာဝတ်စုံလို့ကျွန်တော်အဲ့ foul တစ်ခုရှိတယ်ကျွန်တော်ရဲ့သတ်မှတ်ထားတဲ့ဝိုးတွေပေါ့နော်အဲ့ထဲမှာ Sherry ကဝင်နေတာလေနော်ဝင်နေတော့ကိုနဲ့တအား used to ဖြစ်တယ်ကျွန်တော်ကတော့အဲ့လိုပေါ့နော်ဟိုဗမာဝတ်စုံနဲ့ကြာကျွန်တော်အဲ့ Sherry ကအဲ့လိုခေါင်းဝင်နေပို့ဝတ်ဖြစ်တယ်ဘာလို့ဆိုဗမာဝတ်စုံတော့ကအဲ့လိုမျိုးချုပ်ထားပြီးတော့ခွင်းနဲ့ဝတ်တာအများသူကပတ်ထမိတ်ဆိုတော့လေအဲ့ကျွန်တော်ကျတော့အဲ့ခေါင်းဝင်နေဝတ်ရတာပိုကြိုက်တယ်နောက်သူ့ရဲ့အသားကိုကြိုက်တာရှင်သူ့အသားတော်တော်ကြီးကို100% ချီဆိုတဲ့ခါကျတော်တော်အေးပြီးတော့တတောင့်တာရှိစီဟုတ်အေဒူးလောက်ခဲ့ဘူးပါတယ်အေဒူးလောက်ခဲ့တယ်ပေါ့နော်အကြောင်းမို့ကြောင့်ရက်နေတယ်ပေါ့နော်အေဒူးဆိုကျွန်တော်တကယ်ကြိုက်တယ်ပါတိတ်ကျွန်တော်အေဒူးပါတိတ်1 set ကလေးပေါ့နော်ဆိုတော့ဒါပေမဲ့အဲ့လိုပေါ့နော်ဝယ်လိုအားမှာကကျွန်တော်ကနည်းနည်းပေါ့နော် marketing သိမလုပ်နိုင်တာလည်းပါတော့ကျွန်တော်အေဒူးကိုရက်ထားရတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကမြန်မာအေကျွန်တော်တို့ကအဝတ်ထည်နဲ့စားတော့ကောင်ကကျွန်တော်နဲ့တအား use ဖြစ်တယ်ကိုလည်းကိုသိတယ်အစားတော့လည်းတအား use ဖြစ်တယ်ကျွန်တော်အစားကိုတအားကြိုက်တာပေါ့နော်အဲ့လိုပဲအဝတ်ထည်ဆိုလည်းကိုကတအားကြိုက်တဲ့သူဆိုတော့ကျွန်တော်အတွက်အဲ့လိုစီးပွားရေးဆိုအဝတ်ထည်နဲ့စားတော့ကပါဖက်ဒါလူတိုင်းမှာပဲကိုယ့်ရဲ့အားသာချက်ကိုဖော်လွင်ကြတယ်ကိုယ့်ရဲ့အားနည်းချက်ကိုဖုံးပြီးကြတယ်ဒါကတော့လူတော်တော်များများဆယ်လီပေါ့နော်မင်းသားမသိမှမပေါ့ဆယ်လီဖြစ်ဖြစ်ကိုဝင်ပြီးရှိတဲ့သူတိုင်းအဲ့လိုပဲဝတ်ကြပါကျွန်တော်လည်းအဲ့လိုပါပဲကိုယ့်ရဲ့ပေါ့နော်ဘယ်နေရာတွေကိုကိုကဖုံးကွယ်ရမလဲကိုယ့်ရဲ့ဘယ်နေရာတွေကိုကိုကရှိုးထုတ်ရမလဲပေါ့နော်အဲ့လိုကြည့်ရပြီးတော့သွားမဲ့ပွဲလန်းသဘင်ရဲ့အနေထားကိုသွားမဲ့နေရာဘယ်နေရာလဲနောက်ယာတီဦးကဘယ်လိုလဲဘယ်အခြေကိုသွားမှာလဲအဲ့ဒါတွေကိုကြည့်ပြီးတော့မှကျွန်တော်ဝတ်စားဝတ်တာကိုကျွန်တော်ရွေးချယ်ပါတယ်ဟုတ်ကျွန်တော်ဆိုဗမာအင်ကြီးဆိုအမြင်နဲ့ကြည့်တယ်ကျွန်တော်ရင်စီရင်ပုံကလွယ်ကျွန်တော်မိုးတယ်ဝေးရလည်းမကြိုက်တာပေါ့နော်ဆိုတော့ဒါကတော့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကိုမူတည်မယ်နောက်ကိုအကြိုက်ပေါ်လည်းမူတည်တာပေါ့နော်ပိတ်လောင်နေလို့တော့ကျွန်တော်မခံစားရပါဘူးဆိုတော့ကျွန်တော်ဆိုပခုံးရိုးရှိတာပဲကျွန်တော်ပခုံးကြည်ကြည်ကြီးကျွန်တော်ဝတ်လို့ရတာပဲနောက်မှအတွန်းတက်တွေပါဝတ်လို့ရတယ်ကျွန်တော်ဗမာအင်ကြီးဝင်မြဲကြည့်လိုက်ရင်စီရင်ပုံပဲကျွန်တော်ဝတ်တယ်ကျွန်တော်အတွက်ကျွန်တော်ကိုဝတာကိုနှစ်ချိုက်ဝတ်တဲ့အင်ကြီးကောင်ကရင်ပုံတောင်ပုံများသေးတယ်ရှင်ဆိုတော့အဲ့တော့ပြောချင်တာကတော့လူတွေကကိုကြိုက်နေတဲ့ရအောင်ပဲကိုဝတ်ကြတာပေါ့နော်ဆိုတော့ချို့ဆိုရင်လည်းကိုအောက်ပိုင်းမလှဘူးထင်လို့အရှိဝတ်ချင်တယ်ဝတ်ကြတယ်နောက်ချို့ကငါအောက်ပိုင်းနဲ့တူတော့ငါစကားဝတ်မှလှဆိုစိတ်ကူရှိအဲ့သူကစကားပဲဝတ်တယ်ဆိုပြောချင်တာတော့ဒါကဟိုပိတ်လောင်နေလို့တော့ပြောလို့မရဘူးကိုနဲ့ like မယ်ထင်တဲ့ fashion ကိုရွေးချယ်ပြီးတော့အဲ့ဒါဟောပဲကိုတမန်တဲ့ဝတ်တာတော်တော်များရှိတယ်ကျွန်တော်ဆိုလည်းအမြင်နဲ့အတူမဝေးဖြစ်ဘူးရှင်ကျွန်တော်အတူတအားဝတ်ချင်တဲ့မိန်းမဒါပေမဲ့ကိုစိုက်ကိုကပေါင်ကြီးရယ်ဆိုတဲ့ခေါင်းစဉ်အောင်မှာကျွန်တော်အတူမဝေးဖြစ်ဘူးဒါပေမဲ့အခုဒီနှစ်ပိုင်းမှာကျွန်တော်ဂျင်ရအောင်စော့တယ်ပိန်ဝါဆိုကျွန်တော်အတူဝတ်ချင်ဝတ်မှာပေါ့နော်ဒါပေမဲ့ငယ်တော့ကျွန်တော်အတူမဝေးခဲ့တဲ့အကြောင်းရင်းကျွန်တော်တအားလိမ်မာလို့မဟုတ်ဘူးကျွန်တော်ပေါင်လုံးကြီးကကြီးလို့ကျွန်တော်အတူမဝေးရဲလို့မဝေးရတာပေါ့နော်အဲ့လိုမျိုးအချို့ဆိုရှိတယ်ကိုကအောက်ပေါ့နော်ကိုယ့်ရဲ့ပြစ်ချက်ကကိုလက်မောင်းကြီးတယ်တင်လို့တော့လက်ပြတ်မှုသူကသူ့ကိုယ်သူလက်မောင်းကြီးတယ်လို့သူသိလို့အဲ့တော့သူလက်ပြတ်မဝတ်ဘူးလက်နဲ့ပဲဝတ်တယ်အဲ့လိုမျိုးပဲကျွန်တော်ဆိုလက်ပြတ်မျိုးပဲကျွန်တော်လက်မောင်းသေးရကျွန်တော်သဘောကျကျွန်တော်လက်ပြတ်ဝတ်လာရင်မြန်လက်ကိုအကျက်ပဲဝတ်တာဟိုလိုမျိုးဖုံဖုံကိုက်တခါမဝတ်ဘူးကျွန်တော်လက်မောင်းသေးတာကျွန်တော်သဘောကျအဲ့ဒါကျွန်တော်မြန် show out လုပ်တာ
ဘူးเนาะဆိုတော့ဒါကတော့ကိုနဲ့ live ဖက်မယ်ဆိုတဲ့ fashion တစ်ခုကိုရွေးချယ်ပြီးတော့အဲ့ဒါကိုဝတ်တာဒါကတော့မှန်ပါတယ်ကျွန်တော်လည်းအဲ့လိုပါကျွန်တော်မှအကြိုက်ဆုံးအရာဆိုတာမရှိဘူးကျွန်တော်ကလေဘာလို့စိတ်ရှင်းနေလို့ငါကဘာနဲ့မလှဘူးငါဘလို့ဝင်မကောင်းဘူးဘာရဝင်ငါမလှအောင်ဆိုတဲ့စိတ်ကျွန်တော်မှမထားဘူးအယောင်တိုင်းကငါနဲ့လိုက်တယ်ကိုယ်စိတ်ကိုပြန်ပြီးတော့ဆုံးမထားတာပေါ့နော်အဲ့အတွက်ဘယ်အယောင်ဝင်ငါကြည်ကောင်းနေတယ်ဆိုတဲ့စိတ်နဲ့ပဲသွားတယ်ရှင်အချို့တော့ရှိတာပေါ့နော်သူကတော့အသားရည်ဖြူတာကိုပြောနိုင်မှာပေါ့အဲ့လိုပဲချိုးစုမှလည်းရှိမှာပါငါကတော့ဘယ်ဟာဆိုမဟုတ်ဘူးအဲ့အယောင်တော့မဟုတ်ဘူးအခြားအယောင်ဆိုဝင်ဒါပေမဲ့ဘယ်အယောင်တစ်ခုတည်းကိုပဲငါနဲ့လှလို့ဘယ်တော့မှအတိမတ်ထဲမထားနဲ့ဥပမာဘယ်အယောင်ငါနဲ့မလှဘူးလို့မှတ်ထားအဲ့ဒါအဆင်ပြေတယ်ဒီအယောင်ပဲငါနဲ့လှလို့စဉ်းစားကိုတခြားအယောင်ရွေးစရာမရှိတော့အဲ့တော့ကိုယ့်စိတ်ကိုအဲ့လိုကြီးမလုပ်ဖြစ်ပါနဲ့ပေါ့နော်အဲ့မြင့်တော်ကတော့ဘယ်အယောင်ဝတ်လှလို့မှတ်ထားတော့ဘလို့အယောင်ပဲဝတ်ငါအဆင်ပြေတယ်ငါကြည့်ကောင်းတယ်လို့ပဲကိုအဲ့လိုစိတ်မွေးပြီးတော့ပဲသွားပါအဲ့တော့နေရတာတဟတာဖြစ်တယ်ဥပမာပေါ့နော်လူတွေအများကြီးမှာကြည့်ပြီးငါဒီယောင်တော့ငါမလှဘူးလားမသိဘူးဖြစ်အော်ငါလှတယ်ဒီယောင်နဲ့ငါလည်းအော်ဒီမအယောင်ပြောပါလားအော်ရတယ်ပြောင်းပြီမယ်ဒီယောင်နဲ့ငါလည်းလှတာပဲအဲ့လိုမျိုးစိတ်နဲ့ဆိုရင်ကိုယ့်ဘဝကြီးမှာနေရတာတက်တောင့်တာရှိပြီးတော့အပူနဲ့ကင်းဝယ်လိုက်တဲ့ online shopping ရှိလိုက်တဲ့အသစ်တွေအများကြီးသွားကန်နေရှာမတွေ့ဘူးဘာဝတ်ရမှန်းမသိဘူးအဲ့ဒါ main ကလေးတိုင်းကအဲ့ဒါပဲဟို main ကလေးတော်တော်များများအဲ့လိုပဲတချို့ပေါ့နော်တချို့မျိုးသားတွေလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဟိုတချို့ကတော့ပေါ့နော် main ယောက်ျားလေးမျိုးတော့တိတ်ဖွင့်ပြောတာပဲရှိကောင်းတချို့လည်းလိုပဲပေါ့နော်ဝတ်စရာအများကြီးသွားစရာကြဝတ်ခံနေကြသွားစရာနင်းဝတ်စရာမရှိတယ်လို့မျိုးမိမအများစုနဲ့အဲ့ဒါလက်ခံတယ်ကျွန်တော်လည်းအဲ့လိုပဲအိမ်မှာအများကြီးမဝယ်ပြီးတော့မဝတ်ရသေးတဲ့အဲ့ online shopping ဟာတွေလည်းရှိတယ်ဒါပေမဲ့သွားစဉ်ခံဒီဘာဝတ်ရမယ်မှမသိတဲ့ကိစ္စလည်းမိမအိမ်မှာတော်တော်ဖြစ်တယ်အဲ့ဒါတော့မမှားဘူးရှင့်မျိုးသမီးလူကြီးမှန်တယ်ဒါကတော့စိတ်ရှင်းအောင်နေပါ fashion တွေဘလို့ပဲပြောင်းလဲကိုနဲ့ live ဖတ်တဲ့ fashion ကိုပဲကိုစိတ်ထဲမှာဆွဲကင်စုပ်ကင်ထားတာမြင့်သူကတော့မှန်တယ်ဆိုတဲ့ဘက်ကပါရှင်ဘာလို့ဆိုတော့ crop top ပေါ်လို့ crop top ဝတ်ချင်မြဲကိုနဲ့မလိုက်မဝတ်ရဝတ်လို့အဆင်မပြေဘူးလေအဲ့တော့ဟိုပေါ်လာတဲ့ fashion တိုင်းကကိုအတွက်ဖြစ်ချင်ကိုနဲ့တစ်ထပ်ထပ်ဖြစ်ချင်မှဖြစ်မှာရှင်အဲ့အတွက်ကိုနဲ့ live ဖတ်တဲ့ fashion တစ်ခုမှာကိုဘာသာကို create လုပ်ပြီးတော့ပြောင်းသွားတဲ့အမြင်မျိုးကိုသဘောကျပါတယ်သူတို့ fashion တွေဘလောက်ခက်စားfashion ကအမြဲတပတ်ပြန်လာတာပါအဲ့အတွက်ဘာမှမဖြစ်ပါဘူးစိတ်လည်းမပူပါနဲ့အဲ့တော့ပေါ်တဲ့ fashion နဲ့ဝတ်စင်ရမလိုပါဘူးကိုနဲ့အလှဆုံးကိုနဲ့ live ဖတ်ဆုံးဆိုတဲ့ font တစ်ခုမှနေတာတတောင့်တာတအားရှိပါတယ်လို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်PF Creation မှာအမှုပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာများနဲ့အခြားသောအစီအစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ follow လုပ်တာပြီး feedback တွေထားပေးပါဦးနော်